အခုနာဗီဒီယိုဖိုင်တစ်ဖိုင်အခုတစ်ဖိုင်နှစ်ဖိုင်နေမယ်โอเคနော်အခုနာငါဘာပြောလဲကြောက်ဖြူလူမျိုးတွေကြောင်းပြောတယ်အတိလိုပဲနင်တို့ပတ်ထွေးရတာဒုက္ခမပေးဘူးဆိုရင်သူတို့ကြောက်ဖြူမှာအခုချိန်အကုန်လုံးတထေးတွေကြီးပဲအရင်ကလည်းတထေးတွေတယောက်မှရောင်းစားမပါဘူးအကုန်လုံးတထေးတွေကြီးပဲโอเคနံပါတ်1ချက်နင်တို့ထပ်ပြောမယ်နော်အဲ့ဒီတော့ကိုယ်နိုင်ငံကအစိုးရကဒီလိုလုပ်နေလို့သူများနိုင်ငံကိုရောက်နေတာသဘောပေါက်လားအတိလိုပဲဒီရိုဟင်ဂျာလူမျိုးတွေတည်တယ်သူတို့စစ်တွေတွေမောင်းတော်တွေမှာသူတို့နေနေတာအကုန်လုံးအကောင်ကြီးပဲနင်တို့ပတ်ထွေးနယ်မြေလူကျင်နိုင်နယ်မြေလူတယ်နင်တို့မြန်မာနင်တို့စောက်ပါဇက်တွေကနိုင်ငံနင်တို့ပြောတဲ့ပါဇက်တွေဘာလဲငါတို့မြန်မာပြောနယ်မြေမလူနဲ့နယ်မြေဟဲ့ကလားတွေကနယ်မြေလူနေတာမဟုတ်လူနေတာနင်တို့ပတ်ထွေးလူနေတာနင်တို့ပတ်ထွေးကနယ်မြေတွေလူပြီးတော့ဘိုးစင်ပေါင်ဆက်ကနေနေတဲ့လူတွေအကုန်လုံးကိုမိတိုက်ပြီးတော့မောင်းထုတ်နေတာမောင်းထုတ်နေလို့ဒီနိုင်ငံကိုရောက်လာတာသဘောပေါက်တယ်နော်โอเคတယ်နော်လူလိုနားလေတယ်နော်နောက်တစ်ခုထပ်ပြောစရာရှိသေးတယ်အမျိုးသားရေးလုံနေတဲ့ကောင်တချို့ဟိုးဂျပန်ကောင်တွေဟာခွေးတောင်းသားတွေနင်တို့လည်းငါပြောပြအောင်တခါတည်းငါဆက်မယ်နင်တို့တွေကိုတခါတည်းဆက်မယ်မျက်စိတွေနောက်လာလို့ခါတည်းဆက်ပေးမယ်ဘာပြောလဲလူမျိုးရေးဟာလားမျိုးချစ်ဟာလားဘာပြောလဲရိုဟင်ဂျာလူမျိုးတွေတဲ့ဟာလားမြန်မာပြည်မှာဆိုလို့ရှိရင်နင်တို့သိတဲ့မြန်မာပြည်လောက်ပဲနင်တို့ပြောတာပေါ့နော်နင်တို့မြန်မာပြည်တော့မမြင်ဘူးနင်တို့ဟိုတောချုံအုံချဇနပုတ်ကနေပြီးတော့နင်တို့ဂျပန်သွားကြတာနော်တောချုံအုံချမှာနေပြီးတော့နင်တို့ဇနပုတ်ကနေပြီးတော့နင်တို့ဂျပန်ကိုသွားကြတာဘာဖြစ်လို့လဲနင်တို့ကိုယ်တိုင်တော့ဇနပုတ်မှာမနေနိုင်ဘူးဇနပုတ်မှာမစားနိုင်လို့နင်တို့ဂျပန်နေပါနေသွားကြတာโอเคနော်ပြောပြမယ်နင်တို့ပြောတာဘာပြောလဲနင်တို့ပြောနေတာကြားနေတာရိုဟင်ဂျာလူမျိုးတွေတဲ့အခုဆိုလို့ရှိရင်မြို့လေကောင်မှာအများကြီးပဲအဲ့ဒါတွေကိုတဲ့အစိုးရဒီလက်ရှိအစိုးရကိုယ်တိုင်ကိုတဲ့တင်းကြပ်လက်လုပ်ရမယ်တဲ့ဟုတ်လားတင်းကြပ်လုပ်ရမယ်နင်တို့ကအဲ့ဒါကြောင့်ပြောနင်တို့မှလေစောက်အုံနောက်မရှိဘူးလို့ငါပြောတာနင်တို့မှအုံနောက်မရှိဘူးနင်တို့စားနေကြငပိပဲရှိတယ်ငပိစားတဲ့တော်တော်များများကလေငပိစားတာများရင်ညံထိုင်းနေတဲ့ခေါင်းထဲမှာလောက်ပဲရှိတယ်သိလားမြန်မာပြည်မှာနင်တို့လိုလူမျိုးတွေကိုမှတ်ပုံနေလုပ်ပေးလို့နင်တို့ပတ်ထွေးကအများဆုံးရတသိန်း2သိန်းပဲရတာသိလားတသိန်း2သိန်းပဲရတာနော်ငါတခါတည်းပြောပြမယ်အဲ့ဒီရိုဟင်ဂျာလူမျိုးတွေကိုမှတ်ပုံနေနိုင်ငံလုပ်ပေးသိန်း30ကနေသိန်း50ထိရတယ်ဟဲ့နင်တို့ပတ်ထွေးကိုယ်တိုင်လက်ချင်းရိုက်ပြီးတော့ဒီလူမျိုးတွေကိုမြန်မာပြည်မှာထည့်ထားတာခွေးတောင်းစားတွေရဲ့အဲ့ဂျပန်ကမျိုးချစ်ပါတယ်ဆိုတဲ့ကောင်တွေနင်တို့ပြောတာဗာလဲဒီကလားတွေကိုမောင်းထုတ်ရမယ်ရိုဟင်ဂျာတွေကိုမောင်းထုတ်ရမယ်မြန်မာပြည်မှာနေတာတော့မှဗမာပြောတာနင်တို့ပြောနေတာမင်္ဂလာဈေးတဲ့တောင်မွေးတဲ့ကြောက်မြောင်းတဲ့နင်တို့တီးတလောက်လေးကိုပြောတာအဲ့ထက်မြို့ကြီးတဲ့နေရာတွေမှာတော့နေတာဟဲ့အဲ့ဒီရိုဟင်ဂျာတွေကသိလားနော်သိလားအဲ့ဒီရိုဟင်ဂျာဥမာစစ်တွေတွေရန်ကုန်နဲ့စစ်တွေနဲ့လမ်းပိတ်ထားတယ်ဒီရိုဟင်ဂျာလူမျိုးတွေဘာကြောင့်ဒီနေရန်ကုန်မြို့လေကောင်ဝင်နိုင်တာလဲဟဲ့ခွေးတောင်းစားတွေနိုင်ငံရေးလုံးနေတယ်ဆိုလူမျိုးရေးလုံးနေတယ်ဆိုခေါင်းသုံးနေပထွေးကစောက်ဆန်ရလို့နေပထွေးစောက်ဆန်ရလို့သူတို့တွေကပတ်စံပေးလို့ယော်လို့မျိုးကြီးပြကြီးမှာတက်နေတာခွေးတောင်းစားတွေရဲ့နားလဲလားအုံနောက်သုံးညံသုံးထမင်းဆိုင်သုံးခေါင်းသုံးနင်တို့ဂျပန်ပြည်တီတောင်နေတာအခုချိန်နင်တို့အုံနောက်မသုံးလားနင်တို့စောက်ရုပ်တွေလည်းအကုန်လုံးတောသားရုပ်တွေပါဟိုးတာဆန်ရုပ်တွေတောသားရုပ်တွေမြို့ကြီးပြကြီးနေတဲ့ရုပ်တွေလည်းမဟုတ်နော်မြို့ကြီးပြကြီးနေတဲ့ရုပ်တွေကိုကြည့်တာငါတို့ရန်ကုန်သူတွေရုပ်ကိုကြည့်မတူဘူးတောသားရုပ်နဲ့မြို့ကြီးပြကြီးရုပ်နဲ့မတူဘူးကွာတယ်သဘောပေါက်လားတောမှာနေတဲ့လူကတောရုပ်ရန်ကုန်မြို့မှာနေတဲ့လူကမြို့ရုပ်အတိလိုပဲရန်ကုန်မှာနေတဲ့လူတွေကအုံနောက်ရှိတယ်နင်တို့လိုတောသားတွေတာဆန်တွေမှာအုံနောက်မရှိဘူးနင်တို့ပထွေးကိုယ်တိုင်ကိုကလက်ရိုက်ပြီးတော့တွင်းထားတာရန်ကုန်မြို့လေကောင်မှာမအူကုန်းတို့နင်ပြောတဲ့တောင်မွေးတို့နော်ကြောင်မြောင်းတို့အောင်မင်္ဂလာတို့နင်တို့ပထွေးကိုယ်တိုင်လက်ရိုက်ပြီးတော့တွင်းထားတာဟဲ့ရန်ကုန်မြို့မှာနင်တို့မှတ်ပုံနေလုပ်ပင်3သိန်းပဲရမှာဟဲ့သူတို့မှတ်ပုံနေလုပ်ပင်350ရတယ်အုံနောက်ရှိလားနင်တို့ဘလောက်ပဲတိုက်ခိုက်ဟီရိုရင်ကြတယ်ခိုးဝင်ပါတယ်ပြောနယ်မြေကျော်ပါတယ်ပြောနယ်လူပါတယ်ပြောနင်တို့ပထွေးကိုယ်တိုင်ကလက်ရိုက်ပြီးတော့တွင်းထားတာနင်တို့နိုင်ငံရေးအကြောင်းတွေပြောနေတာဟိုနယ်မြေလူနေပါတယ်နယ်လူပါတယ်ကလားတွေကိုအဝေမခံပါနဲ့
ကလားဆိုင်နေမှာဝယ်မစားပါနဲ့ဟမ်နင်တို့လူမျိုး10ဆိုင်ရှိရင်ကလားဆိုင်ကအဆိုင်60ရှိတယ်ဟဲ့ဘသူကတွင်းထားတာလဲနင်တို့ပထွေးကိုယ်တိုင်တွင်းထားတာနင်တို့ပထွေးကိုယ်တိုင်ကရန်ကုန်မြို့လေတော်မှာပေးထားတာတကောင်စင်းအစ်စ်တွေလုပ်ပေးမပုံနေနေလုပ်ပေးနင်တို့ပထွေးကိုယ်တိုင်ကတဘောပေါက်လားနင်တို့တွင်းလို့ပတ်စံမရဘူးလေနင်တို့တွင်းလို့ပတ်စံမရတာနင်တို့တယောက်မပုံနေလုံးမှာငွေလေး9000သိန်းရမှာဟဲ့ဒီလူမျိုးတွေမပုံနေတခုလို့350နဲ့300တီးပေးတယ်တကောင်စင်းတခုလို့ရင်320 330ပေးပြီးလုံးနေတာဟဲ့နင်တို့အဲ့လောက်တော့မအုံနောက်မရှိကြသေးဘူးလားအုံနောက်မရှိလားနင်တို့ line ပေါ်မှာတက်လာတာငါကြည့်တယ်နင်တို့အကုန်လုံးနယ်မြေမလူနဲ့ကလားတွေအဝယ်မခံနိုင်နင်တို့ဖေမကျင်းနေနဲ့နင်တို့ဖင်ကျင်းယုံလောင်းနဲ့နင်တို့ line ပေါ်နေဖင်ကျင်းယုံလောင်းနဲ့အကျိုးမဝင်ဘူးအကျုံးမဝင်ဘူးဘယ်နေရာမှာအတုံးမဝင်ဘူး line ပေါ်နေဖေမကျင်းနဲ့အာယုံနေနောက်တယ်ဟဲ့မျက်စိတွေလည်းနောက်တယ်နော်ပေးလာလိုက်သေးတယ်ဗာလဲဘာသာကြားတွေနဲ့မယူနဲ့တဲ့ဘာသာကြားတွေနဲ့မယူနဲ့နင်မလေးရှားမှာလာကြည့်ပလားနင်တို့လာကြည့်ပလားမလေးရှားမှာနော်ငါတို့လူမျိုးတွေနဲ့ယူရင်တော့မှန်တယ်နင်တို့ပြောသလိုပဲဗာလဲသူတို့ဘာသာတွေကိုဝင်လိုက်ရမှာသူတို့ကိုယူရင်သူတို့ဘာသာငါတို့ဘာသာကိုပြောပြီးသားငါတို့ဘာသာတွေကိုယူတဲ့အကောင်ပဲဖြစ်ဖြစ်ကောင်မပဲဖြစ်ဖြစ်ငါတို့တွေကိုဝင်ရမှာငါတို့ဗုဒ္ဓဘာသာတွေကိုဝင်တဲ့ထုံးစံမရှိဘူးရာဇဝင်မရှိဘူးရာဇဝင်ရိုင်းသွားမယ်သဘောပေါက်လားအဲ့တော့နင်ပြောတဲ့မျိုးချစ်တွေနင်တို့လူမျိုးတွေမျိုးချစ်တယ်ဆိုရင်မလေးရှားမှာထိမ့်သိမ့်နင်တို့ line ပေါ်နေမထိမ့်သိမ့်နဲ့မလေးရှားမှာလာကြည့်တဲ့လားဘင်္ဂလားဒေ့ရှ်ကနေတလား300-400နဲ့မရလုံးနေကြတာငါတို့လူမျိုးမှာရိုဟင်ဂျာလူမျိုးတွေနဲ့ယူထားတာတွေတပုံကြီးနော်ဘင်္ဂလားအများဆုံးနဲ့ယူထားတာဘင်္ဂလားတော့ငါတို့လူမျိုးမပြောနဲ့နင်တို့ပြောရင်ငါတို့လူမျိုးပဲပြောမှာငါတို့လူမျိုးပြောနေတာမဟုတ်ဘူး။အိုးဘင်္ဂလားဒေ့ရှ်ကဘင်္ဂလားတွေတဲ့အဲ့ဒီဘင်္ဂလားတွေနဲ့ယူထားတာအများကြီးပဲမလေးရှားမှာနင်တို့ရဲ့မျိုးချစ်မလေးတွေကအိုမန်မှာကြည့်လိုက်စင်ကာပူမှာကြည့်လိုက်နင်တို့မျိုးချစ်မတွေယူထားတာနင်တို့ line ပေါ်ကနေပြီးတော့ထိမ့်သိမ့်ပါမယ်အမျိုးသာသနာကိုထိမ့်သိမ့်ပါမယ်ဆိုပွဲမခံနဲ့သဘောပေါက်လားသူတို့အိမ်ကသူတို့ကိုမွေးထားတဲ့အဖေတွေသူတို့ကိုမွေးထားတဲ့အမေတွေတောင်မှထမင်းစားနေရလို့သူသမီးတွေဘဲကလားနဲ့ဘဲခံဘဲတရုတ်နဲ့ဘဲခံဆိုပြီးတော့ငိမ့်နေကြတယ်နင်တို့ line ပေါ်ကနေဖင်မကျင်းနေနဲ့ line ပေါ်နဲ့အမျိုးသာသနာကိုထိမ့်သိမ့်နေလို့မလုပ်နဲ့နင်တို့ပထွေးကိုယ်တိုင်တော့မှအမျိုးသာသနာကိုထိမ့်သိမ့်ရမယ်ဘာသာကြားတွေကိုယူပိုင်ခွင့်မရှိပါဘူးဆိုတဲ့ဥပဒေတောင်မထုတ်ထားဘူးသဘောပေါက်လားဟိုနေ့ကလည်းအဖိုးကြီးတယောက်ရှိတယ်ရဲမေတယောက်ကလည်းမွတ်စလင်ကိုယူလို့တယ်မွတ်စလင်ကိုယူမဖြစ်တဲ့ဟိုဟာတဲ့မွတ်စလင်တွေလုံးသမျှဥစ္စာတွေအကုန်လုံးဟာတဲ့ဖုံးကွယ်သွားမှာတဲ့ဖုံးကွယ်သွားမှာတဲ့မလေးသူတို့မှတယောက်လဲဟိုဥစ္စာဘယ်လိုလဲအစ္စလာမ်ကိုယူမှာလေနင်တို့မြန်မာပြည်လူတွေတော်တော်ကြောက်ကြတာနော်နင်တို့နိုင်ငံကြီးသားတွေလေနိုင်ငံရေးတွေလုပ်နေတဲ့လူတအားကိုကြောက်ကြတာဘာဖြစ်လို့လဲဘာဖြစ်လို့ကြောက်ကြတာအဲ့လောက်တော့ဘာဖြစ်လို့ကြောက်တာနင်တို့ကိုနင်တို့သိအစ္စလာမ်လူမျိုးမှန်ရင်တို့ကိုယ်တိုင်ကဖင်တုံပြီးတော့ကြောက်တာဖင်တုံပြီးတော့နင်တို့ကြောက်နေတာနင်တို့ထိမ့်သိမ့်နင်တို့ကိုယ်တိုင်ထိမ့်သိမ့်နင်တို့ထိမ့်သိမ့်မှုမပြောနဲ့သူတို့မွေးထားတဲ့အဖေတွေအမေတွေတောင်မထိမ့်သိမ့်မှုအချိန်တန်ပတ်စံပို့တဲ့ပတ်စံကိုယူပြီးအချိန်တန်စားနေတာဟဲ့ဖဲလေးရိုက်လိုက်အရက်လေးတောက်လိုက်လောင်းကစားလေးလုပ်လိုက်သားသမီးတွေပေးတဲ့ပတ်စံနဲ့ဇိမ်ကြနေတာမြန်မာပြည်မှာနင်တို့ဖေမကျင်းနေနဲ့သဘောပေါက်လားနင်တို့မြန်မာပြည်မှာအုပ်ချုပ်နေတဲ့အစိုးရတော့ဖေမကျင်းဘူးနင်တို့ဘယ်သူနဲ့ပဲခံဘယ်သူနဲ့ပဲယူဘယ်သူနဲ့ပဲပါလို့အချိန်တန်မှာသူ့တမိုင်းနဲ့သူရေးပြီးတော့သူကိုယ်တိုင်ပလင်ပေါ်မှာအေးစစ်ဇိမ်နဲ့ထိုင်ရရင်ပြီးရောဆိုပြီးနေတဲ့လူမျိုးသဘောပေါက်လားနော်သဘောပေါက်လားမသိငါပြောတာဘာပြောလဲတဲ့ကလားတွေအဝင်မခံတဲ့ရန်ကုန်မြို့လည်းကောင်အဝင်မနစ်ပထွေးကိုယ်တိုင်တွင်းထားတာနင်တို့ပထွေးကိုယ်တိုင်တွင်းထားတာတကောင်စင်းရင်လှုပ်ပေးတယ်မပုံနေလှုပ်ပေးတယ်နင်တို့ကိုလှုပ်ပေးငပိပဲစားရမှာဆိုတော့ဟိုမှာ तू ကငပိမစားဘူး तू ကကြက်သားတော့မှကောင်းကောင်းကြက်မှစားကျင်တာဖြစ်တဲ့အတွက်အကောင်းစားလူတွေကိုပတ်စံနဲ့ तू ကိုယ်တိုင်တွင်းထားတာသဘောပေါက်လားနင်တို့နိုင်ငံရေးလှုပ်ချင်တယ်လို့အမျိုးသာသနာလှုပ်ချင်တယ်ဆိုလေ့လာနင်တို့ line ပေါ်ကနေလူစုယုံနဲ့ဖင်ကျဲယုံနဲ့အတုံးမဝင်သိချင်လေ့လာမြန်မာပြည်ရဲ့အကြောင်းကောင်းကောင်းသိချင်လေ့လာလူတွေအကြောင်းကိုသိချင်ကောင်းကောင်းလေ့လာသဘောပေါက်လားနင်တို့ပထွေးကိုယ်တိုင်လက်ချင်းရိုက်ပြီးတော့ချိတ်ပြီးတော့မှထည့်ထားတာရန်ကုန်မြို့လေကောင်ကြီးမှာထည့်ထားတာမင်္ဂလာစေးတစ်စေးလုံးကလားဆိုင်နေကြီးပဲပလာဇာတစ်ခုလုံးကလားဆိုင်နေကြီးပဲတိန်ကြီးစေးသွားကြီးကလားဆိုင်နေကြီးပဲနင်တို့ပြောသလိုပဲလေနင်တို့ဒါမှဖင်ကျင်းနေတာနင်တို့အစိုးရကအဲ့ဒီကလားတွေပဲထည့်သွင်းနေတာမြန်မာပြည်ထဲမှာထည့်သွင်းနေတာနင်တို့မပူနဲ့နင်တို့ကြောက်နေတာကလားနိုင်ငံဖြစ်သွားမှကြောက်နေတာမလားနင်တို့မပူနဲ့